အထူးသဖြင့်လူငယ်တွေရှိတဲ့ပေါ့နော်မိဘတွေပေါ့နော်လူငယ်တွေရှိတဲ့မိဘတွေကသူကိုယ့်ရဲ့သားသမီးလူငယ်ဖြစ်နေတဲ့ကိုယ့်ရဲ့သားသမီးတွေကိုနားလည်ပေးနိုင်ဖို့ကတို့ခုနောက်ပိုင်းမှာအရန်ခက်ခဲလာကြတယ်ပေါ့နော်ဒီလူငယ်တွေနဲ့မိဘတွေရဲ့ကြားထဲမှာ emotionally distant ဖြစ်နေတာမျိုးတွေတွေ့လာကြတယ်ပေါ့နော်အဲ့ဒါဘာလို့လဲဆိုရင်အရင်ခေတ်နဲ့မတူတော့ဘူးပေါ့နော်အခုခေတ်မှာဆိုရင်နည်းပညာတိုးတက်လာတယ်လူမှုကွန်ရက်တွေကလည်းအရန်ကိုလင်းမြန်စွာတိုးတက်လာတယ်ပေါ့နော်သတင်းချက်လက်တွေကလည်း overload ဖြစ်နေကြတယ်ဒီအတွက်ကြောင့်မလို့လူငယ်တွေကသူတို့ရဲ့စိတ်ကူးတွေအတွေးမြင်တွေအပြုတ်မှုတွေကလည်းပေါ့နော်အရင်မျိုးဆက်တွေနဲ့မတူဘူးကွဲပြားလာတယ်ပေါ့နော်အဲ့ဒီအချိန်မှာမိဘတွေဘက်ကလည်းငါတို့တော့ငါလို့မဟုတ်ဘူးနင်တို့ကဘယ်လိုစသဖြင့်ပေါ့နော်ကလေးတွေကိုဘက်ကိုနားလည်းမပေးနိုင်မနဲ့အဖြစ်ပြောတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ကလေးတွေဘက်ကကြတော့လေလူငယ်တွေဘက်ကကြတော့လေပေါ့နော်ငါတို့ရဲ့ခံစားချက်လေးတွေကိုမိဘတွေကနားမလဲဘူးငါတို့ရဲ့အမြင်ကိုမိဘတွေကအတိမတ်မပြုတ်ဘူးစတယ်ပေါ့နော်စိတ်ခံစားချက်လေးတွေဖြစ်ပြီးတဲ့အခါကျတော့မိဘနဲ့ကလေးကြားမှာ connection ကမရတော့ဘူးတရားနဲ့တရားပေါ့အိမ်တွင်းဆက်ဆံရေးကတိတ်ဆိတ်လာတယ်ပေါ့နော်တိတ်ဆိတ်လာတဲ့အတွက်မလိုအပ်တဲ့အငြင်းပွားမှုတွေလည်းပဲဖြစ်လာတယ်ပေါ့နော်တကယ်တော့ပေါ့နော်လူငယ်တွေလိုချင်တာကလည်းပေါ့နော်သူတို့ကိုအပြစ်တင်တာတွေအမိန်ပေးတာတွေမျိုးကိုလိုချင်တာမဟုတ်ဘူးသူတို့လိုချင်တာကじゃသူတို့ရဲ့စကားလေးတွေကိုတေချာနားထောင်ပေးတဲ့သူစိတ်ခံစားချက်လေးတွေကိုနားလည်ပေးနိုင်မဲ့သူတို့မျိုးကိုပဲလိုချင်တာပေါ့နော်သူတို့ရဲ့ရွေးချယ်မှုတွေကိုနားလည်ပေးပြီးတော့တစ်ခါတလေမှာပေါ့နော်လူငယ်တွေတယောက်ရဲ့အရန်အရေးကြီးဆုံးလိုအပ်ချက်ကသူတို့ပြောတာလေးကိုနားထောင်ပေးခြင်းတခုတည်းရပဲသူတို့ရဲ့ရင်ထဲရဖိအားကိုပေါ့နော်ရှော့ချပေးနိုင်တော့အောင်ဒီဒါလိုအပ်နေကြတယ်ပေါ့နော်လူငယ်တွေမိဘတွေဘက်မှာကြပြန်တော့လဲဘာဖြစ်နေလဲဆိုရင်အခုခေတ်အနေထားအရစိုးရိမ်မှုတွေရှိတယ်သားသမီးတွေကိုလမ်းမရောက်မှာစိုးရိမ်နေသူတို့ရဲ့အနာဂတ်လေးတွေလှပစေခြင်းနဲ့နောက်လူကောင်းတယောက်ဖြစ်စေခြင်းကြတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေမှာကြတော့ကိုယ့်ရဲ့ချစ်ချင်းမိဘတွေရဲ့ချစ်ချင်းမြတ်တာကတင်းကျပ်မှုတို့ထိန်းချုပ်မှုအဖြစ်ပြောင်းလဲသွားတဲ့အခါအဲ့လိုမျိုးပြသလိုက်တဲ့အခါကျတော့ကလေးတွေအနေနဲ့ကြတော့ဒီချစ်ချင်းမြတ်တာမိဘရဲ့ချစ်ချင်းမြတ်တာကိုမမြင်တော့ပဲအမိတ်အနေနဲ့မြင်လာတယ်ဒီအတွက်ကြောင့်လူငယ်တွေကဘာတွေဖြစ်လာလဲဆိုရင်ဖိအားတွေပိုများလာတယ်မိဘနဲ့သားသမီးကြားပို့ပြီးတော့အကွာဝေးရပိုဝေးသွားတာပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ကျမတို့အနေနဲ့ပေါ့နော်လူငယ်တွေကိုပေါ့နော်ပြောင်းလဲဖို့စူးစမ်းတာတဲ့စာရင်ပေါ့နော်သူတို့ဘာကြောင့်ဒီလိုတွေးရတာလဲသူတို့ဘာကြောင့်ဒီလိုပြုတ်မှုနေရတာလဲနောက်သူတို့ဘာတွေတွေးကြုံနေရလဲစတဲ့သူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့စိတ်ဖိစီးမှုတွေသူတို့ရဲ့ဖိအားတွေကဘာတွေဖြစ်နေလဲဒါတွေကိုကျမတို့ကသိအောင်အရင်စူးစမ်းပြီးတော့နားထောင်ပေးဖို့လိုတယ်သူတို့မှာလူမှုရေးဖိအားတွေရှိနိုင်တယ်နောက်သူတို့ရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေရှိနိုင်တယ်တငယ်ချင်းတွေအချင်းချင်းပေါ့နော်ဆက်ဆံရေးအဆင်မပြေတာတွေတသနာတွေစတာတွေလည်းသူတို့မှာရှိနိုင်တယ်ဒါတွေကလည်းသူတို့ရဲ့စိတ်အခြေအနေကိုတက်ရောက်မှုတွေရှိနိုင်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မိဘတွေအနေနဲ့လူငယ်တွေရဲ့စိတ်ခံစားမှုတွေစိတ်ဖိစီးမှုတွေဖိအားတွေကိုကျွန်တော်တို့သိအောင်သူတို့ဘာဖြစ်နေလဲသူတို့ရဲ့ပြောတဲ့စကားတွေပေါ့နော်သူတို့ပြောချင်လာအောင်ကျမတို့အချိန်တစ်ခုပေးပြီးတော့နားထောင်ပေးဖို့လိုပါတယ်မိဘနဲ့သားသမီးကြားမှာပေါ့နော်ဆက်ဆံရေးဟာအနိုင်ရှုံးဆက်ဆံရေးမဟုတ်ပါဘူးပြိုင်ပွဲလည်းမဟုတ်ဘူးပေါ့နော်ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်တယောက်ကိုတယောက်နားလည်မှုရှိဖို့ကပဲအရေးကြီးပါတယ်မိဘတွေဘက်ကလည်းနည်းနည်းလေးရှော့ပေးမယ်လူငယ်တွေဘက်ကလည်းမိဘတွေဘက်ကိုပြန်ပြီးတော့တွေးပေးနိုင်မယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့အေဂျင့်နဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်အိမ်တအိမ်မှာဆိုရင်နားလည်မှုတစ်ခုတိဆောက်နိုင်လာတဲ့အခါလူငယ်တယောက်ရဲ့ပေါ့နော်အတွေးမြင်စိတ်ခံစားမှုနဲ့ဘဝလမ်းကြောင်းတွေကလည်းပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်မလို့မိဘနဲ့သားသမီးကြားဆက်ဆံရေးအကွာအဝေးမဖြစ်ဖို့ပေါ့နော်အတူတကွဘဝခရီးကိုဆက်ပြီးတော့နားလည်မှုရှိရှိနဲ့ရှောင်လန်းနိုင်မှသာလျှင်ဒါလူငယ်တွေရဲ့အနာဂတ်ကိုမိသားစုရဲ့ဘဝကိုပို့ပြီးတော့အဆင်ပြေလာနိုင်မှာဖြစ်ပါတယ်။